ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုစာလောက်ယူနိုက်တက်ရဲ့ပွဲတွေကိုကြည့်ရတာကျွန်တော်အတွက်တော့တကယ့်ကိုခက်ခဲကြမ်းတမ်းတဲ့အချိန်ကာလတွေပါပဲယူနိုက်တက်ပရိသတ်တယောက်အနေနဲ့အမြဲတမ်းနိုင်ပွဲတွေကိုပဲမျှော်လင့်နေတတ်တာသဘာဝပါဒါပေမဲ့ပြီးခဲ့တဲ့နှစ်တွေမှာတော့အဲ့ဒီလိုမဟုတ်ခဲ့ပါဘူးကွင်းထဲမှာဘာတွေဖြစ်နေလဲကစားသမားတွေဘာလုပ်ချင်နေလဲဆိုတာနားလည်ဖို့တော့တော်တော်ခက်ခဲခဲ့ပါတယ်ပွဲကြည့်နေရင်လည်းစိတ်ပြက်ရတာတွေဒေါသထွက်ရတာတွေကလည်းခဏခဏပါပဲဗျာဒါပေမဲ့ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာတော့အရာအလုံးဟာတည်တည်တာတာပြောင်းလဲသွားခဲ့ပါတယ်ပုံမှန်လင်းလင်းပြောရရင်အခုချိန်မှာယူနိုက်တက်ပွဲတွေကိုကြည့်ရတာအများကြီးပိုပြီးတက်တောင့်တက်တာရှိလို့လာပါတယ်ဒါဟာမိုက်ကယ်ကာရက်ကြောင့်ပါပဲကျွန်တော်တို့ကစားသမားဘဝတုန်းကမိုက်ကယ်နဲ့အတူတူတွဲကစားခဲ့မှုပါတယ်သူဟာအဝတ်လဲကန်းထဲမှာစကားသိမ့်များတဲ့သူအတန်ကျကျနဲ့အုံဟစ်နေတတ်တဲ့သူမျိုးဘယ်တော့မှမဟုတ်ခဲ့ပါဘူးအများရန်အေးအေးဆေးဆေးပဲနေတတ်တယ်ဒါပေမဲ့ကွင်းထဲကိုရောက်သွားရင်တော့သူကပွဲရဲ့အရှိန်အဟုန်ကိုအကောင်းဆုံးထိန်းချုပ်နိုင်သူတယောက်ပါပဲအခုနီးပါးတယောက်ဖြစ်လာတော့လေအဲ့ဒီအရေးသွေးတွေကိုသူ့စီမှာဆက်ပြီးမြင်နေရတော့မှာပဲပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုစာလောက်အတွင်းမှာယူနိုက်တက်စီကိုနာမည်ကြီးနီးပြတွေအများကြီးရောက်လာခဲ့ကြပါတယ်သူတို့အားလုံးဟာကိုပိုင်တသနာတွေရှုပ်ထွေးတဲ့ကစားကွက်တွေကိုယူဆောင်လာကြပေမဲ့ယူနိုက်တက်နဲ့အန်ဝင်ကွင်ကြဖြစ်ဖို့တော့အတော်လေးကိုရုန်းကန်ခဲ့ကြရပါတယ်မိုက်ကယ်ကတော့ဒီလိုမဟုတ်ပါဘူးသူဟာအရာအလုံးကိုရိုးရိုးရှင်းရှင်းပဲချင်းကပ်ပါတယ်ကစားသမားတွေကိုသူတို့ယုံကြည်မှုအရှိဆုံးတက်တောင့်တက်တာအဖြစ်ဆုံးနေရာတွေမှာကစားခွင့်ပေးလိုက်ပါတယ်ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အောင်အရင်ဆုံးတည်ဆောက်ပေးလိုက်တယ်ဒီလိုရိုးရှင်းတဲ့အပြောင်းလဲလေးတွေကပဲအသင်းအတွက်ကြီးမားတဲ့တက်ရောက်မှုတွေဖြစ်စေခဲ့တာပါသူကကွင်းဘေးမှာရက်နေတဲ့အချိန်ပဲဖြစ်ဖြစ်ဂိုးသွင်းလို့အောင်ပွဲခံတဲ့အချိန်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒေါသထွက်ပြီးစိတ်ပြက်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်သူ့စီမှာတကယ်ကိုထူးခြားပြီးကြော့ရှင်းတဲ့တည်ငြိမ်မှုတစ်ခုရှိနေပါတယ်။အော်ဟစ်ဆဲဆိုနေမှလက်သီးလက်မောင်းတန်းနေမှခေါင်းဆောင်ကောင်းတယောက်ဖြစ်တာမဟုတ်ဘူးဆိုတာကိုသူကသက်သေပြနေတာပါပဲ။ဒါတွေကနီးပြကောင်းတယောက်မှရှိသင့်ရှိထိုက်တဲ့အရေးကြီးတဲ့အချက်တွေပါ။ဒီတက်ပိုအရေးကြီးတာကတော့သူဟာဒီကလပ်အသင်းအကြောင်းကိုကောင်းကောင်းသိထားတဲ့သူပါပဲ။ကစားသမားတွေကိုလည်းသူကောင်းကောင်းသိတယ်။ယူနိုက်တက်ဆိုတာဘယ်လိုပုံစံမျိုးကစားရမလဲဘယ်လိုစတိုင်မျိုးနဲ့သွားတင်တယ်ပရိသတ်တွေကဘာကိုလိုချင်တယ်ဆိုတာသူအသေးချာနားလည်ထားပါတယ်အသင်းကိုကင်တွယ်ဖို့ကစားသမားတွေကိုတသားတည်းဖြစ်အောင်စူးစီးတိစောက်ထားပုံတွေကတကယ်ကိုအမခန့်ပါပဲရလွတ်တွေကလည်းသူ့ဟာသူစကားပြောလို့နေပါပြီယူနိုက်တက်ပရိသတ်တယောက်အနေနဲ့ရိုးရိုးသားသားပြောရရင်အခုလိုအချိန်မှာဒါဟာကျွန်တော်တို့အသင်းအတွက်အလိုအဆုံးလူတယောက်ပဲဖြစ်ပါတယ်ဒါကတော့အသင်းရဲ့ဘောလုံးမင်းသားတယောက်ဖြစ်ခဲ့တဲ့ဂန်နိုဝင်ကြီးဒေးဗစ်ဘက်ကန်ပြောကြားခဲ့တဲ့မိုက်ကယ်ကာရက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်အခုလိုမျိုးဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုခန်းစားခြင်းနေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ဇုံးနေနားဆင်ပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ